ခမည်းအောင်မြင်မှပျော်ရွှင်မှာလားမဟုတ်ဘူးတကယ်တော့ခမည်းပျော်ရွှင်မှအောင်မြင်လာမှာပါအောင်မြင်မှုဆိုတာစာမျက်နှာ900လောက်ရှိတယ်သောက်တော့ကိုဖယ်ရတယ်လို့မကြီးမှာဘူးပျော်ရွှင်တာကကြတော့ခမည်းကရေချက်ရေမဲချက်ပေါ်မှာမူတည်ပြီးတော့အလုပ်တစ်ခုကိုစားပြီးတော့လုပ်မယ်ဆိုရင်ဒီနေ့မှာခမည်းကအောင်မြင်တဲ့ကြောင်ဖြစ်လာမှာပါဒီနေ့ဗီဒီယိုမှာတော့အောင်မြင်မှုဆိုတာဘာလဲအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို share လုပ်ပေးတာပဲဖြစ်ပါတယ်ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ထားပါပထမဆုံးပြောချင်တာကကြတော့ဘေးရမလို့စတင်ဖို့ပဲလိုတာပါခမအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်ခမကရေချက်ရေမချက်တခုကိုရှာဖွေပြီးတော့အဲ့ဒီရေမချက်တော့ကိုလိုက်ပြီးတော့အလုပ်လုပ်ရမှာပဲဖြစ်ပါတယ်အဲ့ဒါတော့ပထမဆုံးအချက်ပဲဖြစ်ပါတယ်ခမကအောင်မြင်ခြင်းနဲ့ပြောပြီးအလုပ်မလုပ်ရင်ဘေးမရောက်မှာမဟုတ်ဘူးတကယ်တော့အောင်မြင်မှုဆိုတာတစ်ခုကိုစားပြီးတော့အရှင်ယူခြင်းပဲဖြစ်တယ်အောင်မြင်မှုဆိုတာခမဘောမှာဥဒိတ်လျှောက်လိုက်ဖို့တဲ့ကြွေးချေလိုက်တဲ့လမ်းကြောင်းဖြစ်တယ်ကျွန်တော်တို့လူအများစုကအောင်မြင်မှုတော့ကိုဘယ်သူမှမလိုက်နိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့လိုအပ်ချက်တော့ကိုပဲလိုက်နေရတယ်အဲလိုနဲ့ပဲအချိန်ကကုန်နေတာဘယ်သူမှအောင်မြင်မှုနဲ့ကိုမလိုက်နိုင်ကြဘူးတကယ်တော့ဘဝဆိုတာအောင်မြင်ဖို့ပဲခမဘာလို့ရှင်လဲဆိုတာကိုသိချာသုံးဖြတ်ပြီးတော့အဲ့ဒီသုံးဖြတ်ချက်အတိုင်းသိချာလေးလှုပ်တော့ရမှာပါအောင်မြင်မှုဆိုတာခမစူးစမ်းပြီးရလာတဲ့ရေမချက်တစ်ခုရဲ့အောင်မြင်မှုနှုန်းလေးဖြစ်တယ်အောင်မြင်မှုနှုန်းဆိုတာတရက်နဲ့လောက်စူးစမ်းပြီးတစ်ပတ်နှစ်ပတ်လောက်ပြင်းနေတာကိုပြောတာမဟုတ်ဘူးခမရဲ့ရေချက်ရေမချက်ပန်းတိုင်တွေကိုသိချာလေးသိပြီးဆိုတာနဲ့အလုပ်ကိုစတင်ပါစတင်နိုင်မဲ့နေလန်းတွေကိုသိချာလေးသိမ့်စားပြီးတော့ပလန်ချပါခမရဲ့ပြန့်ထန်တဲ့ရေချက်နဲ့ကြုံကျင်မှုတွေကခမရဲ့ဘဝကိုတိုးတက်အောင်မြင်အောင်လုပ်ဆောင်ပေးမှာပါခမကစူးစမ်းဖို့ပဲလိုတာပါဘေးရမလို့စူးစမ်းရင်ဒီနေ့တော့ဖြစ်လာမှာပါမစူးစမ်းပဲခမကပြင်းထူနေမယ်အချိန်သွင်းနေမယ်ဆိုရင်ဘယ်တော့မှခမကအောင်မြင်လာမှာမဟုတ်ဘူးခမကအခုလူငယ်တယောက်ဖြစ်ပြီးကိုယ့်ကိုတည်ဆောက်ရမယ်ကိုယ့်ကိုအချိန်ပေးရမယ်ကိုတိုးတက်ကြောင်းအတွက်စာဖတ်ရမယ် experience တွေယူရမယ်အဲ့ဒါတွေမလုပ်ပဲခမကအကျိုးမရှိရတဲ့ဗီဒီယိုဂိမ်းတွေရုပ်ရှင်ကြည့်ရတယ်ဆက်လုပ်နေမယ်ခမဘယ်တော့မှအောင်မြင်လာမှာမဟုတ်ဘူးခမနောင်တပဲရလာမှာခမအဲ့ဒီဗီဒီယိုဂိမ်းတွေ social media တွေသုံးပြီးတော့ခမကနောင်တပဲရမှာဘယ်တော့မှအောင်မြင်ဖို့ရမှာမဟုတ်ဘူးကျွန်တော်တို့လူသားတွေအားလုံးကအောင်မြင်ဖို့ရဖို့အတွက်ရောက်လာတဲ့လူတွေဖြစ်တယ်အဲ့တော့အောင်မြင်မှုကိုမရပဲဒီတိုင်းသိသွားရင်ခမရဲ့ဘဝကဘာအဓိပ္ပာယ်ရှိမှလဲအဲ့ဒါကြောင့်ဘဝမှာအဓိပ္ပာယ်ရှိအောင်ကြိုးစားပါဘေးရမလို့ဖြစ်အောင်လုပ်ပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like လုပ်ပြီးတော့ comment မှာတခုရေးပေးဖို့မမေ့နဲ့ပြီးတော့ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ထားပါနောက်ဗီဒီယိုမှာတွေ့ကြမယ်good luck ပါ